ဖို့ရင်ဝင်နှွေးထွေးတဲ့မြေတာငါခဲသူတယောက်မှရှာတဲ့လုံစားနာလိုက်အောင်မဲ့မိဘနှစ်ပါးတွေ့ရင်တော့ရှိသမျှအားနဲ့လုံးကျွေးမယ်ရေဆိုတာဆုံးစင်မြေရေဆိုတာဆိုင်ရုံမရှိတဲ့ပြောပေမဲ့လေဆယ်မရင်ခဏလေးတားလို့လူကြုံရင်ခဏလေးရလို့အမြင်ပေါ်နိုင်ရဲ့စပင်ချူရတဲ့ခါပြန်နေဖို့ဘယ်လောကီလူပညာမတတ်နိုင်စွမ်းသာလောကဓမ္မတာဝိခေရဲ့မြတ်ကျေးဇူးပဲဝိအမေရဲ့မြတ်ကျေးဇူးပဲဆန်းလို့မကုန်လောကဓမ္မ